မင်္ဂလာပါရှင်ကျမတို့ရဲ့ Rapicot သတင်းဌာနကနေကြိုဆိုပါရရှင်ကျမကတော့သတင်းတင်ဆက်သူလူနမူနာဖြစ်ပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ PLA နဲ့မဟာမိတ်တပ်တွေတိုက်ခိုက်လို့ပခုတ်ကူမြို့မှာစစ်တပ်တပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့တဲ့သတင်းဖြစ်ပါရရှင်မကွေးတိုင်းပခုတ်ကူမြို့နယ်ကန်တော်ရွာမှာညောင်ကျပင်ရွာကိုထွက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးသေဆုံးစစ်သားတွေရှိခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် People's Liberation Army PLA ကဒီကနေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်ရှင်ကန်တော်ရွာမှာရှိတဲ့အဆိုပါစစ်တပ်စစ်ကြောင်းကညောင်ကျပင်ရွာကိုပြီးခဲ့တဲ့မတ်လ15ရက်နေ့နနက်9နာရီခန့်မှာရောက်ရှိလာတဲ့အတွက်တော်လိုင်းရဲတပ်တွေနဲ့4နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်တပ်ဘက်က9ဦးထိမျက်မြင်သေဆုံးရှိခဲ့ပြီးထိခိုက်သူများတဲ့အတွက်ကန်တော်ရွာကိုပြန်ဆုတ်သွားတယ်လို့ PLA ကဆိုထားပါတယ်။အဆိုပါစစ်တပ်စစ်ကြောင်းကကမ်းမမြို့နယ်ရဲစခန်းကန်တော်ရွာစခန်းနဲ့ညောင်ကျပင်ရွာပြည်သူစစ်စခန်းတွေကိုလှည့်လည်သွားနေတာဖြစ်တယ်လို့သိရပါတယ်။ PLA ရဲ့တာဝန်ရှိသူကနောက်ဆက်တွဲအခြေအနေတော့မသိရသေးဘူးခင်ဗျာစစ်တပ်ဘက်ကတော့ရုပ်အလောင်းတွေပြန်တည်သွားပါတယ်လို့ကျမတို့သတင်းမီဒီယာကိုပြောထားပါတယ်တိုက်ပွဲဖြစ်ပွားပြီးနယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာလက်နက်ခဲယမ်းအနှဲငယ်ကိုတင်စီရမိခဲ့တယ်လို့ PLA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်အဆိုပါတိုက်ခိုက်မှုကိုတော့ပြည်သူ့လူမျိုးရေးတပ်မတော် People Liberation Army PLA နဲ့အတူမကွေး PDF ကမ္မတပ်ပေါင်းစုပခုတ်ကူကော်လန်အညာ Revolution Force ARF Yan Force တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။